black hole ဆိုတဲ့ coffee ဆိုင်ရောပေါ့နော်ဟိုဟာဖုခတ်မှာနေပူရနေလေပိုင်းလို့ပဲမှနိုင်ရန်ကောင်းမလဲဆိုပြီးတော့ရှောက်ရှာရင်းနဲ့Google မှာရှာရင်းနဲ့ရှာတွေ့သွားတဲ့ဆိုင်လေးပေါ့နော်ပတ်ဝန်းကျင်ရလာတယ်ဒါပေမဲ့တွားရတာဝေးပဲဖြစ်နေတာပေါ့နော်အဝင်ဝမှာတော့ရှုံစားတွေငါးစားတွေဘာတွေညာတွေကိုဗက်တရားနဲ့ရောင်းနေအစုံပါပေးတာပေါ့နော်အထုပ်ပုံလေးကတော့မရိုက်လိုက်ရအောင်အဲ့ဒါလေးကိုအမှလက်ထဲမှာကင်ထားတဲ့အထုံမျိုးလေးအဲ့အမျိုးလေးကိုတွေ့ရောင်းတာဗက်တရားနဲ့တထွဲကိုပေါ့နော်အဲ့မှာသူတို့စီကငါးစားတွေဘာတွေလဲကျွေးလို့ရတယ်ငါးစားတွေပေါ့ဒီဟာလေးကသူတို့စီမှာရှိတဲ့ coffee ဆိုင်ရောပေါ့နော် coffee ပတ်တဲ့ channel မှာပတ်တဲ့ရထားလေးပါရထားကတော့အရန်သေးတယ်ချင်းမိုင်ဘက်မှာစီးတုံးကကြတော့အကိုလုံးဝင်လို့အဲ့ဒီရထားတော့သေးတော့ဝင်လို့မရအောင်ခြေတော့ကြီးထွက်ပြီးထောင်းနေတာမှတော့ပုံတင်ထားတာခဏကိုတည်လေးနဲ့ဆိုရင်တော့အဆင်ပြေတယ်ကလေးတွေလည်းပေါ်ကြပါဘူးကားလေးတွေနဲ့သွားတယ်ကလေးလေးနဲ့ကြီးတဲ့ကလေးပါလို့ရှင်တော့အဲကားလေးတွေနဲ့ကလေးတွေအဲ့ဒီဟာကိုပတ်ပေါ်တော့ပတ်ပေါ်လို့ရတယ်အနေနဲ့မရှိရင်တော့ဝန်ထမ်းတွေကအချိန်နဲ့ကြီးပေးနေတယ်ကြီးပေးနေရတော့နော်Dua kali ni, bila? Bye bye. Bisa kau lihat ni. Bye bye. ဒီ black hole ပေါ့နော်တွားလဲမယ်ဆိုလို့ရှိရင်တော့အကြံပေးချင်တာကတော့တနေ့ကုန်အေးစစ်အချိန်ရမှတွားလဲပါတကယ်လို့ကိုယ်စီမှာအချိန်မရဘူးခုခက်မျိုးအနှံလျှောက်လဲအောင်မှာဆိုလို့ရှိရင်တော့တွားဖို့တော့ recommend တိတ်မပေးပါဘူးသူကဘာလို့စပါးမှတိတ်မရှိဘူး coffee ဆိုင်ရဲ့ coffee ဆိုင်မှာထမင်းစားပြီးတော့ယုံကလေးတွေကိုအစာကျွေးပေါ့နော်ဟုတ်တယ်ယုံကလေးဆိုတာလေအဲ coffee ဆိုင်ထဲမှာယုံကလေး3-4ပေါင်လောက်ကတိုင်းထိုင်ယုံကလေးကိုလည်းအဲ့ဒီမှာ coffee ဆိုင်ထဲမှာထားပေးထားတဲ့ကလေးလေးတွေကလည်းတယောက်ပြီးတယောက်ကင်ကြအားလုံးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်မှာ